မင်္ဂလာပါခင်ဗျာမြန်မာ Global News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဖေဖော်ဝါရီ4ရက်က Eurasia Review မှာနီကိုလက်ခုံရေးသားထားတဲ့အကြောင်းအရာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာ2025ခုနှစ်ကမြန်မာနိုင်ငံအတွက်ဘာကြောင့်အဆုံးအဖြတ်ပေးမှနှစ်ဖြစ်မလဲစစ်တပ်ရဲ့အာဏာသိမ်းမှုတော်လှန်ရေးရဲ့အရှိန်တရုတ်ရဲ့လှည့်ကွက်တင်တဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အလှည့်ကျမှုဒီအကြောင်းအရာတွေကမြန်မာအနာဂတ်ကိုပုံဖော်မလဲစတာတွေကိုနားဆင်ရမှာဖြစ်ပါတယ်။မင်းအောင်လှိုင်ကြောင့်ဖြစ်ပေါ်လာတဲ့မြန်မာအာဏာသိမ်းမှုကပ်ပေဟာအခုဆိုရင်9နှစ်မြောက်ကိုရောက်ရှိလာပါပြီ။စစ်တပ်အင်အားနေပါလာမှုနဲ့စစ်အုပ်ချုပ်မှုရဲ့အဆုံးသတ်ကမုတ်ချဖြစ်လာနိုင်ပေမဲ့ပြတ်သားတဲ့အဖြစ်တစ်ခုတော့မမြင်နိုင်သေးပါဘူး။2025ခုနှစ်ဇန်နဝါရီလ20ရက်ထရန့်အစိုးရစတင်တာဝန်ယူရှင်ကစပြီးတကမ္ဘာလုံးဆိုင်ရာပထဝီမဟာဗျူဟာနဲ့စီးပွားရေးပြောင်းလဲမှုတွေကြားမှာမြန်မာပဋိပက္ခဟာဂါဇာအပြစ်ခတ်ရက်စေဒဇာခန်လွတ်မြောက်ရေးနဲ့လက်ရှိရုရှားယူကရိန်းစစ်ပွဲတွေကြောင့်အမေရောခံအနေနဲ့ဆက်ရှိနေပါတယ်။2021ခုနှစ်ဖေဖော်ဝါရီ1ရက်မင်းအောင်လှိုင်ရဲ့စစ်အာဏာသိမ်းမှုကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့လက်နက်ကန်ခုခံမှုတွေမြင့်တက်လာပါတယ်။ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့တစ်သူများနှစ်ခွင်စစ်စင်ရေးကြောင့်ကရင်နီရခိုင်ရှမ်းကချင်ကရင်စကိုင်းနဲ့မကွေးဒေသတွေမှာအထူးထိုးစစ်တွေဖြစ်ခဲ့ပါတယ်။အရင်က ERO လို့သိကြတဲ့လူမျိုးစုခုခံရေးအဖွဲ့တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က PDF ရဲဘော်တွေရဲ့ကြိုးပမ်းမှုတွေဟာမြန်မာစစ်တပ်ကိုဖိအားဖြစ်စေပြီးဟန်ချက်ညီမှုပြတ်စေခဲ့ပါတယ်။စစ်တပ်ဟာဒေသဆိုင်ရာစစ်ဌာနချုပ်2ခုနဲ့တပ်ရင်183ခုကိုမကြုံစဖူးဆုံးရှုံးခဲ့ပါတယ်။2024ခုနှစ်နိုဝင်ဘာလလယ်ပိုင်းမှာအာဏာသိမ်းစစ်တပ်ဟာနိုင်ငံရဲ့21ရာခိုင်နှုန်းကိုသာထိန်းချုပ်နိုင်ခဲ့ပြီးခုခံတော်လှန်ရေးအဖွဲ့တွေကမြို့ကြီးအပါအဝင်42ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါတယ်။မြန်မာအကြီးဆုံးရင်းနှီးမြှုပ်နှံသူတရုတ်ဟာလက်ရှိနိုင်ငံရဲ့အခြေအနေကိုအသုံးချပြီးမြန်မာအပေါ်ဩဇာလွှမ်းမိုးနေပါတယ်။ပီကျင်းဟာသူ့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်2024ခုနှစ်နိုဝင်ဘာလ6ရက်နေ့ကယူနန်ပြည်နယ်ကူမင်းမြို့မှာတရုတ်ဝန်ကြီးရှုပ်လီရှင်နဲ့တွေ့ဆုံဖို့မင်းအောင်လှိုင်ကိုဖိတ်ခေါ်ခဲ့ကအာဏာသိမ်းစစ်တပ်ကိုအရင်ကတည်းကထောက်ပံ့ဖို့ဆက်လက်လုပ်ခဲ့ပါတယ်။တရုတ်ဟာအာဓမနေဗျူဟာတွေကိုအသုံးပြုပြီးမြန်မာနိုင်ငံအထက်ပိုင်းရဲ့အရေးပါဆုံးမြို့ဖြစ်တဲ့မန္တလေးကိုသိမ်းဖို့လုပ်နေတဲ့ခုခံတော်လှန်ရေးတပ်ဖွဲ့ရဲ့အရှင်ကိုရပ်တန့်ဖို့ကြိုးပမ်းတဲ့အနေနဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ကိုအပြစ်အခတ်ရက်စေဖို့အတင်းအကျပ်ဖိအားပေးခဲ့ပါတယ်။တရုတ်အိန္ဒိယနဲ့အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌဖြစ်တဲ့မလေးရှားတို့ကယုံကြည်ဖွယ်မရှိတဲ့အပြစ်အခတ်ရက်စေလူသားရေးဆန္ဒထောက်ထားမှုအကူအညီနဲ့ရွေးကောက်ပွဲအတွက်အားလုံးပါဝင်တဲ့ဆွေးနွေးမှုကိုထောက်ခံနေကြပါတယ်။စစ်ဗိုလ်ချုပ်တွေဟာနိုင်ငံရေးဆွေးနွေးမှုတွေမှာအတိတ်ပဲရှိရှိဘယ်တော့မှပါဝင်ခဲ့ခြင်းမရှိတဲ့အတွက်ဒီအစပြုံးမှုကဘုံသဘောတူညီချက်5ချက်လိုပဲမအောင်မြင်ဖို့များပါတယ်။မြန်မာစစ်တပ်ဟာသူ့ရဲ့နိုင်ငံရေးလွှမ်းမိုးမှုစစ်တပ်ကောင်းစားရေးစနစ်တွေကြောင့်ဗဟိုချုပ်ကိုင်မှုကိုဘယ်တော့မှဆွန့်လွတ်မှာမဟုတ်ပါဘူး။ခါတီးရဲ့သမိုင်းကြောင်းအတွေ့အကြုံတွေအရမြန်မာပြည်သူတွေဟာစစ်တပ်ကအယက်သားအုပ်ချုပ်မှုကိုသဘောတူဖို့နိုင်ငံရေးအာဏာကိုဆွန့်လွတ်ဖို့အပြစ်ကင်းလွတ်နေတာတွေကိုအဆုံးသတ်မှသာညှိနှိုင်းဖြေရှင်းတာကိုလက်ခံမှာဖြစ်ပါတယ်။တချိန်တည်းမှာပဲအချင်းချင်းစကားတွေနဲ့ဆုံးရှုံးသွားတဲ့အချိန်တွေနိုင်ငံတကာအတိုင်းအဝိုင်းရဲ့ပြစ်တင်ရှုံချတဲ့ပေါ့ပြက်ပြက်ကြေညာချက်တွေဟာအယက်သားတွေရဲ့ဒုက္ခနဲ့စစ်တပ်ရဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုသာပိုရှည်စေမှာပါ။စစ်ကောင်ဆောင်က2021ခုနှစ်ကစပြီးအရေးပေါ်အခြေအနေကို6လတစ်ကြိမ်9ကြိမ်တိုးခဲ့ပေမဲ့သူ့အမားကိုဝန်ခံဖို့အမြင်ကျင်းနေပြီးအတိတ်ပဲရှိတဲ့နိုင်ငံရေးလိုက်ရောမှုပြုလုပ်ဖို့ဆန္ဒရှိမနေပါဘူး။အာဏာကိုဆွဲကင်ဖို့စစ်အစိုးရစနစ်ကိုတရားဝင်စေဖို့ရွေးကောက်ပွဲပြုလုပ်ဖို့ကြံစည်နေပါတယ်။အသိဉာဏ်ရှိတဲ့ဘသူမဆိုလုံခြုံရေးအကန့်အသတ်တွေကြောင့်မြို့နယ်ပေါင်း330မှာ145မြို့နယ်မှာသာမေးပေးနိုင်မဲ့အခြေအနေကိုကြည်တာနဲ့ယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲမဟုတ်တာသိနိုင်ပါတယ်။ဒီရွေးကောက်ပွဲကနိုင်ငံအတွင်းမတည်ငြိမ်မှုနဲ့ချုပ်ထွေးမှုကိုသာပုံမဖြစ်စေမှာပါ။ NUG ကတရားဝင်ဗဟိုအစိုးရဖြစ်ကြောင်းနဲ့စစ်ကောင်စီ SAC ကိုတံမြန်တိုက်ခိုက်နိုင်တဲ့တခုဒေသအဖွဲ့အစည်းဖြစ်တာကြောင့်အရေးပါပါတယ်။နေမြေအကန့်အသတ်နဲ့အချက်မဲ့ရဲ့ရွေးကောက်ပွဲကျင်းပခဲ့ရင်တောင်စစ်တပ်ဟာအစိုးရအဖွဲ့အဖြစ်ရောတရားဝင်အစိုးရအဖြစ်ပါတရားဝင်မှုကိုတောင်းဆိုအောင်ပါ။နိုင်ငံတကာအတိုင်းအဝိုင်းနဲ့တော်လှန်ရေးအဖွဲ့တွေကဒီအခြေအနေကိုခွင့်မပြုသင့်ပါဘူး။ NUG နဲ့ ERO တွေအနေနဲ့ယုံကြည်မှုဘုံရီမှန်းချက်နဲ့တာဝန်ခွဲယူခြင်းအရာညှိနှိုင်းထားတဲ့နိုင်ငံရေးကြီးမှန်းချက်စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေအပေါ်အခြေခံတဲ့ထိရောက်တဲ့မဟာမိတ်ဖွဲ့မှုမရှိမဖြစ်လိုအပ်ပါတယ်။
လူမျိုးစုအလုံးအတွက်ဒန်းတူအခွင့်အရေးကိုတေချာစီမတ် Federal Democracy အတွက်ဖွဲ့စည်းပုံအခြေခံအုတ်မြစ်ကိုအစကနေပြန်လည်တည်ဆောက်ရပါမယ်။ NUG ဟာလူမျိုးစုအလုံးကိုခိုင်ခိုင်မာမာစီစဉ်လုံးလုံးနဲ့ညီညွတ်တဲ့တပ်ဦးအဖြစ်စီယုံပြီးဥဆောင်မှုကိုပြသဖို့အလွန်အရေးကြီးရဆိုပြီးလဲဆောင်းပါရှင်ကဖော်ပြထားပါတယ်။ NUG ဟာတနာညတာမှုန့်ကိုများစွာရရှိပေမဲ့ပြပရောက်လေထန်းအစိုးရမဟုတ်တဲ့အကြောင်းနိုင်ငံတကာအတိုင်းအဝိုင်းကိုလည်းတတ်သိပြဖို့လိုပါသေးတယ်။ဘေကျင်းဝါရှင်တန်နဲ့အခြားသောနိုင်ငံတကာနိုင်ငံရေးသမားအားလုံးကို NUG ကအင်အားတောင့်ပြီးလုပ်ငန်းလေပတ်နိုင်ကချိန်လောက်တဲ့အစိုးရဖြစ်တဲ့အကြောင်းတတ်သိပြဖို့အချိန်တန်ပါပြီ။တော်လင်းအချိန်ရလာပြီးထိန်းချုပ်နေမျိုးတွေကျေပြန့်လာတဲ့အမျှ NUG ဟာအုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးစစ်စင်ရေးဗန္ဒာရေးပညာရေးနဲ့ကျန်းမာရေးစတဲ့တာဝန်တွေကိုဖြည့်ဆည်းနိုင်ဖို့လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲရပါမယ်။မဟာမိတ် ERO တွေနဲ့ပုံမပူပေါင်းဆောင်ရွက်ရပါမယ်။စုပေါင်းကောင်းဆောင်မှုကဩဇာတိကမရှိပြီးဆွဲဆောင်မှုရှိတဲ့အဖွဲ့အဖြစ်ကိုပြောင်းလဲတင်ပါပြီ။ဒီလိုပဲ PDF ကို ERO တွေနဲ့ပူပေါင်းစေကစီလုံးညီညွတ်သောအမိန့်တစ်ခုအောက်မှာစုစည်းပြီးစနစ်တကျတိုက်ခိုက်ရေးအဖွဲ့တွေအဖြစ်အဆင့်မြင့်တင်ရပါမယ်။စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့၄နှစ်ကြာစစ်ပွဲဟာတေဆုံးသူ6300နိုင်ငံရေးအကျဉ်းသား25000ပြည်တွင်းမှာနေရဆွန့်ခွာသူ3.5 တန်းအိမ်နဲ့အခြေခံအဆောက်အုံပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပြီးအသက်သေဆုံးမှုများစွာကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။စီးပွားရေးထိခိုက်ခဲ့ပြီး2025ခုနှစ်မှာ GDP ဟာ2019ခုနှစ်ထက်17%ရောကျသွားကငွေကြေးဖောင်းပွားမှု26%ရှိပါတယ်။ပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည်နလန်ထူရေးကကြီးမားတဲ့လုပ်ငန်းတာဝန်တွေဖြစ်ပါလိမ့်မယ်။ဘေကျင်းရဲ့အမြင်ကြီးမြောင်းတဲ့အကြက်ကံမှုဟာသူ့အင်ရှင်နိုင်ငံတွေရဲ့ယုံကြည်မှုကိုစင်ကားသွားစေနိုင်ပါတယ်။တရှင်ကပေါက်ဖို့စိတ်တန်းနဲ့ပုံဖော်ခဲ့တဲ့ယုံကြည်မှုကိုပါထိခိုက်စေနိုင်ပါတယ်။တရုတ်လူမျိုးတွေဟာသူရဲ့ယုတ်တိဗေဒနဲ့လက်တွေ့ကြကြလှုပ်ဆောင်နိုင်မှုကြောင့်ကြော်ကြားခဲ့ပေမဲ့နေမြေဆုံးရှုံးနေတဲ့စစ်တပ်ကိုဆက်လက်အပိထောက်ခံနေရကမြန်မာပြည်သူတွေရဲ့ရည်မှန်းချက်ကိုအဟံအတာဖြစ်စေုံသာမကတရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုပါမကာကွယ်နိုင်တဲ့အနေအရှိတာကိုမျက်ကွယ်ပြုနေပါတယ်။အမေရိကန်ပြည်ထောင်စုကလည်းမလှုံ့မရဲရှိနေစေဖြစ်ပြီးမြန်မာနိုင်ငံဟာတရုတ်ရဲ့အရှေ့တောင်အာရှပေါ်ဩဇာလွှမ်းမိုးမှုကိုတံပြန်ဖို့စစ်ရေးနဲ့နေပြည်တော်တိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့မြေရှားတပ်တု REE နဲ့ဒေသရင်းမဟာမိတ်တွေအတွက်သဘောဓာတ်ငွေလိုစီးပွားရေးအရင်းအမြစ်တွေကိုအသုံးချနိုင်ပြီးကုန်ကျစရိတ်တွေကအကျိုးအမြတ်များတဲ့အခွင့်အလမ်းတစ်ခုဖြစ်နေပါလျက်နဲ့မြန်မာနိုင်ငံရဲ့အရေးပါမှုကိုလစ်လျူရှုထားဆဲဖြစ်ပါတယ်။ခုခံတော်လှန်ရေးတပ်ဖွဲ့တွေဟာဝါရှင်တန်နဲ့ဗန်နာရဲ့အထောက်ပံ့မပါဘဲဆက်လက်အောင်မြင်နေပေမဲ့အမေရိကန်ဥဆောင်တဲ့နိုင်ငံရေးနဲ့တန်တမာရေးဆိုင်ရာအထောက်ပံ့ကအရေးပါနေဆဲဖြစ်ပါတယ်။ဒေသရင်းမဟာမိတ်နိုင်ငံတွေနဲ့အတူပူးပေါင်းတာကပဋိပက္ခဖြစ်ရှင်းရေးကိုအလုတ်တွင်စေပြီးနောက်ထပ်ရက်ဆက်ကြမ်းကြုတ်မှုနဲ့ထိခိုက်ဒေဆုံးမှုတွေကိုချော့ချနိုင်မှာဖြစ်ပါတယ်။2025ခုနှစ်ဟာမြန်မာနိုင်ငံအနာဂတ်အတွက်အရေးပါတဲ့နှစ်ပဲဖြစ်ပါတယ်။ခုခံတော်လှန်ရေးတပ်ဖွဲ့တွေကရခိုင်ကချင်ရှင်းဂရနီနဲ့ကရင်ပြည်နယ်တွေမှာရှိတဲ့နေမြေအများစုကိုထိန်းချုပ်ထားနိုင်မှုကိုဆက်လက်ခိုင်မာစေပြီးအေရဝတီပဲခူးစကိုင်းမကွေးစတဲ့အလေပိုင်းဒေသတွေကိုရှစ်ထွင်သိမ်းပိုက်ဖို့လုပ်နေပါတယ်။စစ်တပ်ကအခုဆိုရင်နောက်ထပ်ဒေသဆိုင်ရာစစ်ဌာနချုပ်2ခုကိုဆုံးရှုံးရမယ့်အနေနဲ့ရင်ဆိုင်နေရပါတယ်။စစ်တပ်ရဲ့နိုင်ငံခြားဗန်နာငွေတွေကိုပြစ်မှတ်ထားပြီးတန်ခတ်အရေးယူတာတွေနဲ့ငွေရေးကြေးရေးအရလည်းထိုးနှက်ခံနေရတဲ့အချိန်မှာစစ်ရေးအသာစီးရလာတဲ့အမျှ NUG နဲ့ ERO တွေဥဆောင်တဲ့တော်လှန်ရေးကညီညွတ်မှုကိုခိုင်မာအောင်လုပ်ပြီးတန်တမန်ရေးရမှာလည်းအတိမတ်ပြုံးမှုရအောင်စ조사ရမှာဖြစ်ပါတယ်။တနင်္ဂနွေလုံးအတိုင်းအတာဖြစ်ပြီးလူမျိုးစုအလုံးပါဝင်တဲ့ဒီသမိုင်းဝင်တော်လှန်ရေးဟာမတည်ငြိမ်မှုတွေနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေရဲ့အဓိကဇစ်မြစ်ကိုအမြင့်ဖြတ်ဖို့တသက်မှာတစ်ခါပဲရမယ့်အခွင့်အရေးဖြစ်လို့ဒီအခွင့်အရေးကိုလက်လွတ်မခံသင့်တဲ့အကြောင်းဆောင်းပါရှင်ကတင်ပြထားပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။